research methodology ကိုဘယ်လိုရေးရမလဲဆိုတော့သိကျင်ကြလားဒီနေ့ research methodology ကိုဘယ်လိုရေးရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်သိချရှင်းပြမယ်ဟိုနေ့ကတင်ခဲ့တဲ့ဗီဒီယိုမှာသူတေသနစာတမ်းတစ်ခုရေးသွင်းမိမီကိုဘယ်လိုအချက်တွေနဲ့တိုက်ဆိုင်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့တယ်အဲ့ပြောခဲ့တဲ့အထဲမှာ clearly defined method အကြောင်းကိုကျွန်တော်အချင်းချုပ်လေးပြောခဲ့တယ်ဒီနေ့အဲ့ဒီ clearly defined method အကြောင်းကိုကျွန်တော်အခြေချက်ပြီးတော့ရှင်းပြမယ်ကိုယ်စာတမ်းမှာ methodology ကိုရေးတဲ့နေရာမှာရှင်းရှင်းလင်းလင်းရေးသားနိုင်လို့ရှိရင်ကိုယ်စာတမ်းအရေးသွေးအများကြီးတိုးတက်တယ်ကျွန်တော်ဒီ PowerPoint မှာ social science နဲ့ပတ်သက်ပြီးတော့မှခေါင်းစဉ်တစ်ခုရယ် education နဲ့ပတ်သက်တဲ့ခေါင်းစဉ်တစ်ခုရယ်နှစ်ခုကိုကျွန်တော်ရှင်းပြမယ် clearly defined method ကဘာလို့အရေးကြီးလဲဆိုတဲ့အကြောင်းပေါ့နော်ပထမချက်က method ဆိုတာအရှင်ပဲကျွန်တော်ဒီမြန်မာလိုရေးထားတာတွေမြန်ဖတ်လိုက်မယ်သူတေသနနီးလန်းပေါ့နော် methodology ဆိုတာလူတွေကို interview တယ်သူတေသန design တွေကိုကျွန်တော်လက်တွေ့အကောင့်နဲ့ဖော်ဖို့အတွက်လုပ်တဲ့အရာတွေဖြစ်တယ်ကျွန်တော်ယင်ဗီဒီယိုမှာရှင်းပြခဲ့သလိုပဲသူတေသနကို recipe တစ်ခုလိုပဲသဘောထားလိုက် hint ချက်တစ်ခုလိုပဲသဘောထားလိုက်ကိုရေးခဲ့တဲ့ methodology ကို Chinese scholar တွေနောက်ကနေလိုက်လုပ်မယ်ဆိုလို့ရှိရင်ဟင်းကောင်းခွက်ချက်တယ်လို့ပဲကိုထွက်တဲ့ result အတိုင်းပဲထွက်ရအောင်တတိကျထွက်နိုင်အောင်လို့ကိုရေးသားဖော်ပြပေးရမယ် examiner တွေစာတမ်းစစ်လို့ရှိရင်လည်းကိုကဘာတွေလုပ်ခဲ့လဲနည်းပညာတွေ technique တွေတစ်ခုချင်းစီကိုဘယ်လိုတတိကျအသုံးချခဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုကိုရဲ့စာဖတ်တဲ့သူတွေ examiner တွေရဲ့ရှင်းရှင်းလင်းလင်းနားလည်အောင်လို့ရေးသားထားရမယ်ကျွန်တော် comparison box လေးဖော်ပြပေးထားတယ်ဒီ comparison box မှာကျွန်တော်မရေရတဲ့ research methodology ဖော်ပြတဲ့နည်းလမ်းရယ်တိကျတဲ့နည်းလမ်းတစ်ခုကျွန်တော်ရှင်းပြပေးထားတယ်တော့အိမ်အောင်စုရဲ့ပြင်းပြဝင်ငွေကိုသိနိုင်ဖို့တဲ့ရွာထဲမှာရှိတဲ့မိသားစုအချို့မေးမြန်းခဲ့တယ်ရလာတဲ့အဖြေတွေကနေပြီးတော့ပြင်းပြဝင်ငွေကိုတစ်ချက်ခဲ့တယ်ပေါ့ဒါမရေမရဖော်ပြလိုက်တာဒီလိုကျွန်တော်တို့ဖော်ပြလို့မရအောင်တိတိကျကျဖော်ပြပေးရမယ်ကျွန်တော်တိကျတဲ့နည်းလမ်းကိုကျွန်တော်ဖော်ပြပေးထားတယ်ကျွန်တော်တို့ရဲ့ပြင်းပြဝင်ငွေကိုသိနိုင်ဖို့အတွက်အင်ချီ20ကိုဒီမှာ20ပါသွားပြီကိုယ့်ရဲ့ population sample population ပါသွားပြီ20ကိုအဲ့မှာကျွန်တော်တို့ random sample ကောက်တဲ့ method ပေါ့နော် sample ကောက်တဲ့ method မှာ random စနစ်နဲ့တွားခဲ့တယ်ပြီးရင်မေးတဲ့ချိန်မှာအိမ်အောင်ဦးစီးတစ်ယောက်ချင်းစီကိုမေးတယ်မေးတဲ့မေးခွန်းကလည်းမေးခွန်း5ခုပါတဲ့ sample ပုံစံနဲ့မေးတယ်မေးတဲ့နီးလန်းကလူတွေ interview မေးတယ်ဘယ်ချက်ကိုမေးလဲဆိုတော့အခွန်ဆောင်ပြီးတဲ့နောက်ကိုယ့်လက်ထဲမှာကြံခဲ့တဲ့လားစဉ်အသက်တွေဝင်ငွေကိုပဲမေးခဲ့တယ်အဲ့လိုမေးလို့ရလာတဲ့အဖြေတွေအကုန်လုံးကိုအင်ချီ20ဖြစ်တဲ့ကြောင့်မလို့20လုံးကိုပေါင်းတယ်ပေါင်းပြီးတော့မှ20နဲ့ပြန်စားပြီးတော့ပြန်မြဝင်ငွေကိုရှာခဲ့တယ်ဆိုတော့ဒီဇာတ်မှာတင်ကျွန်တော်တို့ကထင်ထင်ရှားပေါ်သွားပြီပေါ့ဒါတိကျသေးချာတဲ့ recipe တစ်ခုကိုဘယ်လိုမျိုးဖော်ပြပေးလဲဆိုတာကိုရှင်းရှင်းလင်းလင်းပေါ်တယ်ပေါ့နောက်တစ်ခုက educational research အတွက်စာဖတ်စွမ်းရည်မြင့်တင်မှုအစီအစဉ်တစ်ခုရဲ့ထိရောက်မှုကိုတိုင်းတာတဲ့နည်းလမ်းကိုကျွန်တော်ဖော်ပြပေးထားတယ်ဒီမှာမရေရာတဲ့ဖော်ပြချက်မှာဆိုလို့ရှိရင်စာဖတ်စွမ်းရည်မြင့်တင်မှုအစီအစဉ်တစ်ခုအကဲဖြတ်ဖို့ကျောင်းသားတွေရဲ့စာဖတ်စွမ်းရည်ကိုအစီအစဉ်မစမီရဲ့အစီအစဉ်အပြီးရဲ့မှာဆန်းသတ်ခဲ့တယ်ပြီးတော့သူတို့ကိုရမှတ်တွေတိုးတက်မှုရှိမရှိနှိုင်းယှဉ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာကိုယ့်အနေနဲ့အသေးစိတ်ဘာတစ်ခုမှမပါဘူးဒီမှာကျွန်တော်အသေးစိတ်ဖော်ပြထားတဲ့နေရာမှာကျတော့စတုထတန်ကျောင်းသား30ကိုရေးခဲ့တယ်စံပြုတ်အတန်ဖိုင်ကို9မိနစ်စာအတန်ဖိုင်ပြုစုထားတယ်အဲ့ဒီအတန်ဖိုင်ကိုစာဖတ်ခိုင်းတယ်ဖတ်ပြီးတော့မှစွမ်းရည်ကိုစစ်ဆေးခဲ့တယ်ပေါ့ပထမအပတ်မှာ pre-test လုပ်တယ်ပြီးရင်အထမအပတ်မှာ post-test လုပ်တယ်ပြီးတော့လုပ်တဲ့နေရာမှာလည်းစိတ်ညစ်တဲ့အခန်းတစ်ခုမှာလုပ်တယ်ရမှတ်တွေကို10မိနစ်မှာမှန်ကန်ဖတ်နိုင်တဲ့စကားလုံးရေအတွက်နဲ့မှတ်တမ်းတင်ခဲ့တယ်ကျောင်းသားတွေရဲ့တိုးတက်မှုကိုတိုင်းတာဖို့အတွက် pre-test နဲ့ post-test နှစ်ခုလုံးကိုပေါင်းပြီးတော့မှ pair data စီးရင် statistic နည်းနဲ့တွက်ချက်ခဲ့တယ်ပေါ့ဆိုတော့ဒီမှာတင်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ methodology တစ်ခုရဲ့အကြောင်းကိုကျွန်တော်တို့ရှင်းပြလိုက်တာဒါဆိုရင်မျိုးလုံးထဲမှာအသေးချာပေါ်သွားပြီလို့ယူဆတယ်တကယ်လို့နမူနာသုံးချင်ရင်တော့ကျွန်တော်ဒီဇာတ်ကိုစကွန်ရှော့ရိုက်ပြီးတော့မှအင်္ဂလိပ်လိုရေးထားတဲ့စာတွေပါသုံးလို့ရတယ် methodology ဖော်ပြတဲ့နေရာမှာသတိပြုရမယ့်အချက်3ချက်ရှိတယ်အဲ့ဒီ3ချက်ကပထမချက်ကရောကျတော့ precision က key ပေါ့နော်ကျွန်တော်တို့တိကျမှုကတော့ချက်ပဲကိုကနီးစနစ်တစ်ခုချင်းစီကိုဘယ်လိုမျိုးတတိကျတိုင်းခဲ့လဲဆိုတဲ့အရာကိုဖော်ပြပေးရမယ်ပြီးရင်နောက်တစ်ခုက B detail ကျွန်တော်အသေးစိတ်ဖော်ပြပေးရမယ်သူတေသနကိုထပ်ပြီးတော့မှစမ်းသပ်မယ် follow up investigation လုပ်မယ်ဆိုလို့ရှိရင်ကိုလုပ်ခဲ့တဲ့အတိုင်းပဲတက်တက်မထဲကြောက်အောင်လို့အသေးစိတ်ကြရေးရမယ်နောက်တစ်ခါကျတော့ background information တွေကို avoid လုပ်ရမယ်ရှောင်ရှားထားရမယ်ကိုယ့်ရဲ့ဒီ methodology နဲ့ methodology ရဲ့အပိုင်းမှာဒီ research ရဲ့နောက်ခံအကြောင်းအရာတွေကိုထည့်ရမလို့ထည့်လို့လည်းမရအောင်အဲ့လိုထည့်လို့ရှိရင်စာဖတ်သူတွေအောင်ပြန့်နှံ့တယ်ဒါကြောင့်မလို့နီးလန်းပိုင်းမှာ methodology နဲ့ method ပိုင်းမှာကိုပါလုပ်ခဲ့လဲဆိုတဲ့အကြောင်းအရာကိုအောင်ဆက်ရမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီ methodology နဲ့ method နဲ့ဘယ်လိုရေးလဲဆိုတဲ့အပိုင်းကိုရှင်းရှင်းလင်းနားလည်ပြီလို့ကျွန်တော်ယူဆတယ်
ကိုယ့်ရဲ့သူတေသနတွေမှာခုလိုမျိုးတိတိကျကျရှင်းရှင်းလင်းနဲ့ရေးသားပြီးတော့မှရေးသွင်းမိရဲ့သူတေသနတွေကိုရေးသားနိုင်ပါသလိုကျွန်တော်ဆုတောင်းပေးပါတယ်